အားလုံးပဲမင်္ဂလာပါ VO3 ရဲ့ပြိုင်ဘက်တွေကတော့တနေ့တခြားပေါ်ထွက်လို့လာနေပါတယ်ဒါကတော့ Sora 2ကနေတရားဝင်ထုတ်ထားတဲ့ဗီဒီယိုကလစ်တွေပဲဖြစ်ပါတယ် American နဲ့ Canada နိုင်ငံကိုပဲသုံးစွဲခွင့်ပေးထားတာဖြစ်ပေမဲ့ကျွန်တော်ထုတ်ထားတာတွေကိုလည်းကြည့်လိုက်ရအောင် Cover him! Move it! Keep that rope clear! Contact left. Press. Set! Next man down! Get to cover. Push up to the wall. They call me Sly, but I call it strategic resource acquisition. You're the only horizon I'll ever chase. You make every reflection worth looking at twice. Man's giving way! We have seconds! Hold on. We're not stopping. Bridge is gone behind us! Then we stay ahead of it. ဒီတော့မိတ်ဆွေတို့ဒီမှာကြည့်ပါကျွန်တော်ဒီ Sora 2ထဲမှာပေါ့နော်ကျွန်တော်တို့ VO3 လိုမျိုးအတန်တွေပါရတဲ့ Sora 2ထဲမှာကျွန်တော်ထုတ်ထားတဲ့ဗီဒီယိုတွေများစွာကိုဒါမိတ်ဆွေတို့တွေ့ရလိမ့်မယ်line ကြောင့်မလို့ဒါဗီဒီယို clip လေးပုံစံလေးတွေမပေါ်တာပေါ့နော်ဥပမာဒါတပုတ်ကိုကျွန်တော်ဖွင့်ပြမယ်ဆိုဒီမှာကြည့်လိုက်ကျွန်တော်ထုတ်လိုက်တဲ့အတန်တွေကထွက်နေပြီဟိုက line ဟိုကမရဘူးဖြစ်နေနော်အဲ့လိုဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီမှာဒါကျွန်တော်ထုတ်တဲ့ဗီဒီယိုတွေကို download ပြန်လုပ်ချင်ရင်လည်း download button လေးတွေပါတယ်ဗျာဒါ line ကြောင့်မလို့ဗီဒီယို clip လေးတွေကတော့သိချာမပေါ်ဘူးအဓိက line မကောင်းတာဆိုတာထက်ဘာလဲဆိုတော့ဒီကျွန်တော် VPN ချိတ်ထားရတာပေါ့ဗျာအခုကျွန်တော်တို့ဒီ Canada နဲ့ American ကိုပဲပေးသုံးတာဖြစ်တဲ့အတွက်ကျွန်တော်က VPN ချိတ်ထားရပါတယ်ဒီမှာကြည့်ပါကျွန်တော် American ကိုချိတ်ထားတဲ့အတွက်ဒါကျွန်တော်ကဒီ Sora 2ကိုသုံးဝင်ရတာဖြစ်ပါတယ်ဒါပေမဲ့ American နဲ့ Canada တခုခုကိုချိတ်ုံနဲ့ Sora 2ကိုသုံးလို့ရပြီလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးအဲ့တော့ကျွန်တော်တို့ဘာတွေလုပ်လို့ရတယ်ဆိုတာကျွန်တော်တို့ပြောသွားပါမယ်အခုကတော့ဒါကျွန်တော် Chrome browser မှာပြနေရပါတော့ကျွန်တော်ဆောင်ရွက်ပြီးရပြီး account ထုတ်လို့ရတဲ့ Chrome browser မှာပြနေတာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီမှာကြည့်လိုက်ဗီဒီယိုတစ်ပုဒ်ကျွန်တော်စမ်းထုတ်ပြမယ်เนาะကျွန်တော်ဒီမှာစာလေးကျွန်တော်ကြိုရေးထားတာ screen ကိုလည်းချဲလိုက်ပြီးတော့ဒီမှာစာလေးကြိုရေးထားတာဟိုဖြစ်ပြီးတော့ကျွန်တော်ဒီမြားလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် तू ကဗီဒီယိုစတင်ထုတ်မှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကပုံတွေကိုဗီဒီယိုပြောင်းရင်လည်းရတယ်ဗျာဒီမှာဒီမြားလေးအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ့လိုမျိုးတွေလုပ်လို့လည်းရတယ်နော်အပေါင်းလက္ခဏာကိုနှိပ်ပြီးတော့ကျွန်တော်တို့ဟိုကိုထည့်ခြင်းတဲ့ပုံကိုနှိပ်ပြီးတော့ထည့်လို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့အခုက test to video ပဲလုပ်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော် test ကနေ video ကိုထုတ်လိုက်တဲ့ video ပေါင်းများစွာကိုလည်းဒါမိတ်ဆွေတို့တွေ့ရလိမ့်မယ်ဟုတ်ပြီဒါမျိုးတွေကျွန်တော်တို့ဘယ်လိုထုတ်လို့ရရဲဆိုတာတခြား browser မှာသွားကြည့်အောင်ဒီ browser ကတော့ထုတ်ထားပြီးသားရနေရဖြစ်တဲ့အတွက်တခြား browser ကနေလေ့လာကြည့်ရအောင်စောကသုံးလို့ video ထုတ်လို့ရနေတာကဒါ Chrome မှာဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ် browser တစ်ခုကိုပြောင်းလိုက်တယ် Comet browser ကိုကျွန်တော်ပြောင်းလိုက်တယ်ဒီ browser ကတော့ AI နဲ့လည်းချိတ်ဆက်ထားတာဖြစ်တဲ့ browser ဖြစ်တယ်ပေါ့နော်ဒါသူ့အကြောင်းလဲကျွန်တော် share video တစ်ပုဒ်မှာပြောခဲ့ပြီးသွားပြီအရင်တော့တစ်လကို$200တောင်ပေးရတာအခု free ရနေဆိုတော့သုံးတင်တယ်အဲ့တော့ဒီ browser ကလည်း Chrome က extension တွေတင်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်အခုလောလောဆယ် American location ကိုပဲ VPN ချိတ်ထားတာကိုမိတ်ဆွေတို့တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့က Sora 2ကိုသုံးမှာဖြစ်တဲ့အတွက် Sora 2ပေါ့နော်သူက Open AI တွေပါထည့်လဲရတယ် Sora 2နဲ့ပဲရိုက်လိုက်ပါမယ်နော် Sora 2ဆိုပြီးတော့ရိုက်ပြီး under ခောက်ချလိုက်မယ်ဒါမိတ်ဆွေတို့ရဲ့ Chrome မှာပဲဖြစ်ဘာပဲဖြစ် browser မှာလည်းရိုက်ချလိုက်ရင်ရတယ်အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာSora 2ကိုတွေ့ပြီပေါ့နော် Sora 2ရဲ့ကိုကျွန်တော်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ဒါကျွန်တော်ဒီ web browser မှာတော့စော account နဲ့မဝင်ပါစေနဲ့ပဲဟိုဖြစ်ရမယ်ဒါမှကျွန်တော်ကအသစ်ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက် log in ကိုနှိပ်လိုက်မယ်ပေါ့နော် Sora 2 is here ဆိုတဲ့နေရာမှာအဲ့တော့ကျွန်တော်တချို့ဗီဒီယိုလေးတွေဒီထဲကယူထားတာရှိတယ်ရှေ့မှာပြခဲ့တဲ့ဗီဒီယိုလေးတွေဒီထဲကယူထားတာပါအဲ့တော့ကျွန်တော်တို့ log in ကိုနှိပ်လိုက်မယ်ဆိုရင်သူကကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့ဒီ Google Gmail account နဲ့ပေါ့နော်ဝင်ရမယ့်နေရာကိုရောက်လာမှာပဲဖြစ်တယ်sorry သူကlog in မှာဒီမှာဒါမျိုးလေးရှိနေတာဖြစ်တဲ့အတွက်ဒီ log in အောက်မှာ Sora ကိုထပ်ရွေးလိုက်ပေါ့နော်အဲ့လိုမျိုးရွေးလိုက်မှကျွန်တော်တို့ကဒါကျွန်တော်တို့ log in လုပ်ဖို့နေရာကိုရောက်လာမှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်က Gmail နဲ့ကိုယ့်ရဲ့ Gmail account နဲ့ဝင်လိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထဲကိုရောက်လာပြီအဲ့တော့ကျွန်တော်တို့ကဒီထဲမှာဒါဗီဒီယိုရဲ့ site တွေပါတယ်ကိုရွေးပြီးတော့ဗီဒီယိုတွေပါထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ပြဿနာကဒါက Sora 2မဟုတ်ဘူးဗျာ Sora 2ကမှဒါအတန်တွေပါတယ်နဲ့အဆင်ပြေတာလေအခုက Sora 2မဟုတ်ဘူးအဲ့တော့ Sora အရှိက Sora ပေါ့နော်အဲ့တော့ကျွန်တော်တို့က Sora 2ကိုသုံးနေတာဖြစ်တဲ့အတွက်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာ join new Sora ကိုနှိပ်လိုက်လို့ရတယ်ဗျာ join new Sora ကိုနှိပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ကဒီလိုပေါ်လာတာဖြစ်တဲ့အတွက် under invite code ဆိုတာရှိတယ်
အဲ့ဒီကုတ်မရှိဘဲနဲ့ကျွန်တော်တို့ကဒီ Sora 2ကိုလုံးဝသုံးလို့မရဘူးဖြစ်နေတယ်ဗျာဒီ invite ကုတ်ကရေးအကြီးဆုံးဖြစ်နေအဲ့တော့ကျွန်တော်တို့ကမရှိလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ဒီ join new ဟာနှိပ်ပြီးတော့ stay all ဆိုတာမှာပဲအရင်အဟောင်းကိုပဲထုတ်ဗီဒီယိုထုတ်နေလို့ရတယ်လို့ဖြစ်နေပေါ့နော်အဲ့လိုမျိုးလုပ်ရှင်ကျွန်တော်တို့ကဒီလိုမျိုးဒီ invite enter invite ကုတ်ဆိုတဲ့နေရာမှာကုတ်ကလေးထည့်ပေးဖို့လိုတယ်ဟုတ်ပြီအဲ့ဒီကုတ်ကိုကျွန်တော်တို့ဘယ်လိုရှားရလဲပေါ့နော်ဘယ်လိုရှားရလဲဆိုတော့ကျွန်တော်တို့ရဲ့ icon ဒီဟိုဟာလေးကိုနှိပ်လိုက်ပြီးတော့ join our discord ဆိုတဲ့ထဲကိုဝင်လိုက်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့သူကကုတ်တွေကိုအများအားချပေးနေတာပါမိတ်ဆွေအဲ့ထဲကိုသွားကြည့်ရင်တွေ့တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီကနေရခဲ့တာမဟုတ်ဘူးဗျလူတော်တော်များများကတော့ဒီ join our discord ကနေသူတို့ရဲ့ကုတ်တွေပေးနေတာကိုယူကြတယ်လို့ပြောကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီကနေမရဘူးဗျမရဘူးဆိုတာဘာလို့လဲဆိုတော့ကျွန်တော်ဒီအဲ့ server ကို join တဲ့အချိန်မှာနော်block လောက်ခံရတယ်ဗါလဲဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တော့ကျွန်တော်ကအမဟုတ်ကျွန်တော်ဆက်အမားတော့တာက session နဲ့မပြည့်ဘဲနဲ့မွေးတက်ကလေးကိုရှောက်ရွေးလိုက်တာလည်းပါတယ်အဲ့ဒါမျိုးကြောင့်လည်းဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့ဒီကနေမယူဘဲနဲ့ကျွန်တော်ရခဲ့တဲ့နေရာကဘာလဲဆိုတော့ကျွန်တော်အဲ့ဒီအခုဒီ Sora ကိုသုံးဖို့ရခဲ့တဲ့နေရာကျွန်တော်ပြောမယ်ဆိုနောက်ထပ် tab တစ်ခုကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့လိပ်စာရဲ့နာမည်ကတော့တခါတည်းအဲ့လိပ်စာလေးကိုဝင်လိုက်တော့မယ်ဗျာနော်ဒီမိတ်ဆွေတို့ရဲ့ browser မှာဒီ forbis base ပေါ့နော်ဒီစာကြောင်းလေးရိုက်ပြီးတော့ကျွန်တော်ဝင်လိုက်ပါအဲ့လိုမျိုးဒီဟိုမှာပေါ့နော်ဒီနေရာမှာဒီ address bar မှာအဲ့လိုမျိုးရိုက်ခောက်ပြီးတော့ enter ခောက်ပြီးတော့ရှာလိုက်ပါအဲ့ဒီ website ထဲကိုဝင်ပြီးတော့ကျွန်တော်ဟိုဝင်လိုက်ပါဖြစ်ချင်တော့ကြတော့ကျွန်တော်ကကျွန်တော်ရခဲ့တဲ့ကုတ်ရခဲ့တဲ့နေရာလေးအကြောင်းပြောချင်တယ်ပြောချင်ပေမဲ့အဲ့ဒီ website ကလောလောဆယ်ကျသွားပြီဗျာကျသွားပြီဆိုတော့ဝင်တဲ့သူတွေများတာအကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့နောက်ထပ်နည်းတွေရှိပါသေးတယ်စိတ်ပူစရာတော့မလိုဘူးဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီဟိုမှာ browser မှာ Sora 2 invite code ကိုရိုက်ရှာလိုက်ရင်ကျွန်တော်တို့ Reddit တို့ပါလို့ပေါ့နော်အဲ့လိုမျိုး website တွေမှာကြည့်လိုက်ဒါ Reddit ကအရှေ့ဆုံးကပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုး website တွေအများကြီးမှာလည်းကျွန်တော်တို့ကအဲ့ဒီ code ကိုတွားတောင်းလို့ရတယ်နောက်ပြီးတော့ကိုက invite ကိုရလို့အောင်မြင်သွားပြီဆိုလဲနောက်ထပ်လူ6ယောက်ကိုပေးလို့ရတယ်အဲ့တော့ကျွန်တော်ကလူ6ယောက်ကိုပေးခွင့်ရှိသေးတယ်ပေါ့နော်အဲ့တော့ဘယ်လိုပေးခွင့်ရှိသေးရလဲဆိုဒီမှာကြည့်လိုက်ပါဒီမှာကျွန်တော်ဒီနေရာမှာနှိပ်လိုက်တယ် setting မှာနှိပ်လိုက်ပြီး invite friends ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီမှာကုတ်လေးကျွန်တော်မှာရှိတယ်ပေါ့နော်အဲ့ဒီကုတ်နဲ့ကျွန်တော်လူ6ယောက်ကိုဒီမှာကြည့်လိုက်ပါကျွန်တော်လူ6ယောက်ကိုကျွန်တော် invite လုပ်ခွင့်ရှိပါတယ်အဲ့တော့မိတ်ဆွေတို့ကဒါဒီကုတ်ကိုလိုချင်နေဆိုရင်တော့ကျွန်တော်ဒီအောက်မှာ command လေးပေးခဲ့လိုက်ပေါ့နော် command ပေးခဲ့လိုက်ပြီးတော့ကျွန်တော်ရဲ့ဒီ Viber ဖုန်းကနေဘယ်သူပါဆိုပြီးတော့လမ်းတောင်းလိုက်ပါဒီဖုန်းပေါ့နော်ဒီဖုန်းကနေပြီးတော့အဲ့ကုတ်လေးတောင်းလိုက်ပါကျွန်တော်လူ6ယောက်ကိုတော့ကျွန်တော်ရဲ့ကုတ်နဲ့ကူညီလို့ရပါသေးတယ်ဟုတ်ပါပြီဗျာဒီဗီဒီယိုကတော့ဒီလောက်ပါပဲ